တဘာဝ ဟုတ်ပြီ The nature is calling me သူဒီတိုင်းဘာသာပြန်မယ်ဆိုရင်ကျွန်တော်ကိုဘာခေါ်နေရလဲ တဘာဝခေါ် တဘာဝခေါ်နေရဲ့ဒါပေမဲ့ self idiom တွေကိုဒီတိုင်းဘာသာပြန်လို့ရလား မရပါဘူး မရပါဘူးသူကနောက်ထပ်အတိတ်ပဲတစ်ခုရှိရနော်ဟုတ်ကြမလား ဟုတ် သူအတိတ်ပဲကဘာပြောရလဲဆိုတော့ I want to go to စ the စလုံးမပေါ် စစရရိုက်ပြတာမပေါ်ဘူးစာလုံး ဘာလို့လဲနော်ခဏလေးနော်ဒီ ဟုတ် Okay နားလေးပါ The nature is calling me. What is from home? Screen out loading change. Okay. Now the nature is calling me. ဒီတိုင်းဘာသာပြန်မယ်ဆိုရင်တဘာဝကကျွန်တော် တဘာဝကကျွန်တော်ကိုခေါ်နေတယ် ခေါ်နေနော် The nature is calling me ဆိုတာတဘာဝကကျွန်တော်ကိုခေါ်နေဒါပေမဲ့ idiom မို့လို့ဆရာဒီတိုင်းတိုင်းဘာသာပြန်လို့မရဘူးသူရဲ့အဓိပ္ပာယ်ကဘာပြောရလဲအကြည့်ပါဦး I I want go to I want to go to the toilet ဘာပြောရလဲ ကျွန်တော်အိတ်တော့တွားချင်တယ် နော်အဲ့ဒါ the nature is calling me ဆိုတာပြောရလဲကျွန်တော်အိတ်တော့တွားချင်တယ် ပြောနော်ဒီဟာကိုဘယ်လိုအချိန်ဒီမှာတောင်းလဲဆိုတော့တခါတလေကြာဆရာလူရဲ့အများကြီးကြားနေမှာဆိုရင်အိမ်သာတော့ချင်လို့ပြောရတာကောင်းမှာ မကောင်းပါဘူး ကောင်းလေအဲ့လိုအချိန်ဒီမှာဆိုရင်နည်းနည်းပို့ပြီးတော့ဟိုရင်ကြည်ကြည်နဲ့သမုတ်ကိုကအိမ်သာဆိုတဲ့စာလုံးကိုမသုံးချင်ဘူးဆိုရင်ဒီလိုမျိုးသုံးရရင်နော်ဘယ်လိုသုံးမအောင် The nature is the nature is called me The nature is calling me ဆိုကြည့်ပါ The nature is calling me The nature is calling me တဘာဝခေါ်နေဆိုတော့ဘာပြောလဲငါအိမ်သာတော့ချင်လို့ပြောနော်ရလားသူဘာဝခေါ်နေဆိုတော့ဘာပြောလဲကျွန်တော်အိမ်သာတွားချင်တယ်တွားချင်တယ် so ဘယ်လိုအချိန်ဒီမှာသုံးရလဲ လူအများကြီးရှိတဲ့ချိန်တွေမှာတော့ လူအများကြီးရှိတဲ့အချိန်တွေမှာဖြစ်ဖြစ်ဟိုအတန်းလေးမှာဖြစ်ဖြစ်အတန်းလေးမှာတငယ်ချင်းအချိန်မှာယောက်ျားလေးလေးရှိဆိုပါလို့အဲ့ဒီမှာပြောချင်ဘူးအိမ်သာတော့ချင်တာမပြောချင်ဘူးဆိုရင်ဘာဒီလိုပြောလိုက်ရနော် The nature is calling me နော်ဆရာဒီဟာကြတကယ်အင်္ဂလိပ်ကအများကြီးသုံးနေနော် The nature is calling me နော်အဲ့ဒါကြသိဖို့လို့ဆရာ The nature is calling me ဆိုတော့ပြောတယ် I want to go to the toilet အိမ်သာတော့ချင်လို့ပြောနော် Okay မင်းဆိုတော့ပြောတယ် meaning ကိုသိမလား meaning ဆိုအတိတ်ပဲနော်သူအတိတ်ပဲကြ I want to go to the toilet so copy this ဒီဟာလေးကူအောင်ဒီဟာလေးကူမယ်နော်ဒါ idiom number 3 idiom ရှေ့မှာနှစ်ခုသင်ပြီးတယ်နော် idiom